ကဲဟိုင်းနာကဘာမှာအထီးတကောင်အနေနဲ့မွေးဖွားလာပြီဆိုရင်တော့တင်းဟာကန်ဆိုးမိုးမောင်ကြတဲ့ဟိုင်းနာအထီးတကောင်ထစ်သွားပါပြီငယ်ငယ်လေးမှာတော့ခမည်းဟာမင်းသားလေးတစ်ပါးလိုပါပဲဗျာခမည်းအမေကအုပ်စုထဲမှာယာဒူးကြီးတဲ့သူဆိုရင်ခမည်းလည်းတကယ်ကိုလူရဝင်တာပေါ့အမေပေးတဲ့အချိန်ဝါနဲ့အစားကောင်းတောက်ကောင်းတွေစား Oh my god ဇိန်နဲ့နေရတဲ့ရွှေရောင်နီးရက်တွေပေါ့ဗျာ ဒါပေမဲ့အသက်2နှစ်ပြည့်ပြီဆိုတာနဲ့ခမားရဲ့ကံကြမ္မာကစပြီးဆိုပါတော့တယ်ဆွေမျိုးနီးစပ်ချင်းတားဖောက်တာကိုရှောင်ဖို့အတွက်ခမားကိုအုပ်စုတွေကနေအပြည့်အပိုင်မောင်းထုတ်ပါလိမ့်မယ်မိသားစုလည်းမရှိတငယ်ချင်းလည်းမရှိပဲတောထဲမှာတကောင်တည်းမျက်နှာငယ်လေးနဲ့အုပ်စုတစ်ကိုလိုက်ရှာရတော့တာပေါ့အုပ်စုတစ်တစ်ခုကိုတွေးလို့ဝင်ခွင့်တောင်းရင်တော့မှမျက်နှာတစ်ဖြစ်တဲ့ခမားကိုသူတို့ကဝိုင်းကြိုက်ပြီးပညာပေး hazing ကြပါလိမ့်မယ်ဦးမယ်အဲ့ဒီဒန်ကိုခံနိုင်ရရှိလို့အုပ်စုထဲဝင်ခွင့်ရသွားရင်တော့မှခမားဟာအနှိမ့်ဆုံးအဆင့်ကနေပဲစရမှာပါ ဟာအီနာလောကမှာတော့အမတွေကသာတကယ်အရှင်သခင်တွေပါသူတို့ကပိုထွားတယ်ပိုမိုက်တယ်ပြီးတော့ပိုပြီးတော့လည်းရဲရင်ကြပါလေโอเคခမားဟာအထီးတွေထဲမှာယာရုအကြီးဆုံးဖြစ်နေပါစေဦးအုပ်စုတွေကအညံ့ဆုံးအမကိုတော့မှခမားကကြောက်ရွံ့သေးရမှာပါအစားစားရင်လေသူတို့တွေဝါအောင်စားပြီးမှဘေးကနေကတ်ပြီးစားရတယ်ပေါ့ဗျာ ဒီမှာကစူးစမ်းလို့ယာရူးတက်တာမျိုးမဟုတ်ဘူးဗျခမားအထက်ကအထီးတွေသေးသွားမှဒါမှမဟုတ်ခမားနောက်မှာနောက်ထပ်လူသစ်အထီးတစ်ကောင်ထပ်ဝင်လာမှဒါခမားကသစင်ချင်းတက်ခွင့်ရတာပါအမတွေကသားကောင်ရဲ့အသားကောင်းတွေကိုအရင်စားသွားတော့ခမားအတွက်ကြံရစ်တာကတော့အယိုးတွေပဲပေါ့အဲ့ဒီအယိုးတွေကိုခက်ခက်ခဲခဲကိတ်ဝါစားရလွန်းလို့အသက်သိပ်မကြီးခင်ပါမယ်ခမားရဲ့သွားတွေကကျိုးပယ်ကုန်ပါပြီအဲ့ဒါကြောင့်ပဲဟိုင်အီနာအထီးတွေဟာ Goodbye အမတို့ထက်တက်တန်းထက်ဝက်လောက်ပဲရှင်ရရှာတာပါ ခြုံပြောရရင်တော့ဗျာဟိုင်အီနာအထီးဘွားဆိုတာအုပ်စုထဲမှာအမြဲတမ်းမျက်နှာငယ်ရပြီးအနှိမ်ခံရတယ်ဇနီးတဲ့ကိုအမြဲကြောက်နေရတယ်ကြောက်ရွံ့စေရကောင်းတဲ့ဘဝလိုတောင်ဆိုရမှာပါပဲ